ကျွန်တော်ထောင်ကထွက်လာတဲ့အချိန်မှာလေကျွန်တော်ကိုသိန်း300ရလုံမှုဖြင့်ရုံးမှာတရားစွဲထားတဲ့အတွက်ယခုချိန်ထိကျွန်တော်တရားရင်ဆိုင်နေရပါတယ်အဲ့ဒီကိစ္စကိုအမှုမှပေါ်ပေါက်လာရေးအတွက်သက်ဆိုင်ရာလူကြီးမင်းများအသီးသီးအားကျွန်တော်အားအမှုမှပေါ်ပေါက်ရေးအတွက်ဆောင်ရွက်ပေးရန်ဒီနေရာနေကျွန်တော်တင်ပြပါတယ်ဒါတော့ဒီလေရကျွန်တော်ဒီခုနှစ်ကစလုပ်လဲဆိုတော့82ခုဖြစ်တယ်ကွာကျွန်တော်တို့ဒါရင်းကနေတော့ထည့်ပြီးတော့ဒီနေ့မှာတော့ဝက်ကြီးအဲ့တော့ဒါတိုင်းနဲ့ခုတ်ပြီးရှင်းလင်းပြီးတော့ဒါဘုံလေးလက်ထက်မှာကဘာမှပြီးတယ်ကျွန်တော်တို့ဒီထက်မှာဒါလေဓာတ်နဲ့တိုးပြီးတော့ထည့်ပြီးလုပ်ရတယ်လေပဲဟိုတဲဟာကျွန်တော်တဲဟိုကကန်လာကျွန်တော်ကန်ပဲဒါကျွန်တော်တူထားတဲ့ဟာကြီးအခုအဲ့ဒီဟာကိုအခု2010ကနေ2017အထိရကဥက္ကဋ္ဌနဲ့ပူးပေါင်းပြီးတော့အတင်းအာရမလေကျွန်တော်တို့လေစစ်ထုံတော်ကိုတားတာတွေပြီးပြီးတော့ထုံမနဲ့ဆိုပြီးတော့သူတို့ချပြီးတော့အခုချိန်ဒီအာရမဝင်လို့အဲ့ဒါကြောင့်ကျွန်တော်လည်းဒီအခုမှဒီပေါ်ကျွန်တော်လည်းပြန်လေရရှိရေးအတွက်သမဏကြီးနဲ့တကောကဝန်ကြီးအားလုံးကိုကျွန်တော်တင်ပြမယ်လို့ကျွန်တော်စဉ်းစားပြီးတော့တင်ပြတာ